မေကွန်းတက်ကဘာပေါ်တွင်လူစားသုံးမှုအများဆုံးဟင်းသီးဟင်းရွက်ကိုရွေးချယ်ပါအဖြေမှန်အာလူမေကွန်းနှင့်ကဘာပေါ်တွင်လူစားသုံးမှုအများဆုံးအသီးကပဲအသီးလဲအဖြေမှန်နှစ်ပြောသည်မေကွန်းသုံးကြီးထွားမှုအမြန်ဆုံးအပင်ကဘယ်ပင်လဲအဖြေမှန်ဝါပင်မေကွန်းလေးအသီးများတွင်အချို့ဆုံးအသီးကဘယ်အသီးဖြစ်မလဲအဖြေမှန်တရက်သည်မေကွန်းကကဘာပေါ်ရှိအသီးများတွင်အကြီးဆုံးအသီးကဘယ်အသီးဖြစ်မလဲအဖြေမှန်ပိန်းနေသည်မေကွန်း6ရေဓာတ်62ရာခိုင်နှုန်းပါဝင်တဲ့အသီးကဘယ်အသီးဖြစ်မလဲအဖြေမှန်ဖျဲသည်